ဘုရားရှိခိုးတဲ့အခါမျိုးမှာဒီလိုလေးစိတ်ကလေးထားပြီးတော့ဘုံဘုံတို့ရှိခိုးကြရဟုတ်လားဘုရားတရားတန်ခါအလွန်တရာမှတန်တရားမှာပေါ်ပေါက်ခဲတဲ့ဖြစ်ထောင်ဖြစ်ခဲတန်ဖိုးကြီးမားတဲ့အရာနဲ့ဘုံဘုံတို့တွေ့ကြကြုံကြတာဟုတ်လားနော်ဘုရားပွင့်လာဖို့ဆိုတာလွယ်တာမဟုတ်နော်အများကြီးစူးစမ်းအထောက်ခဲ့ရတဲ့အချိန်တွေအများကြီးပေးခဲ့ရတယ်ပေါ့ဟုတ်လားအဲ့ဒါတွေကိုဘုံဘုံတို့စုံစုံစည်းစည်းစဉ်းစားပြီးတော့မြတ်စွာဘုရားရဲ့မြင့်မြတ်ပုံမြတ်စွာဘုရားရဲ့တန်ဖိုးရှိပုံဟုတ်လားဒါတွေကိုစိတ်ထဲကနေမြင်ပြီးတော့နော်ပူဇော်တဲ့စိတ်နော်တန်ဖိုးထားတဲ့စိတ်ကလေးတွေကိုမုံမုံမြတ်မြတ်ဖြစ်အောင်လုပ်ရမယ်အဲ့ဒါဆိုလို့ရှိရင်မြတ်စွာဘုရားဘယ်လောက်တောင်ဟောတာတော့အဘိဝါဒနာတိလိတ္တနေသဝုဒ္ဓပစာယီနောစတ္တာရောဓမ္မဝဋ္ဌန္တိအာယုဝန္တောဒုက္ခမလံလူတိုင်းကြားဘူးတော့နော်ဒီဥစ္စာမြတ်စွာဘုရားရဲ့ပုံမှာယတနာမြတ်သုံးပါးရဲ့ပုံမှာတကယ်ကိုတန်ဖိုးထားတဲ့စိတ်နဲ့နော်ရိုးကျိုးတဲ့စိတ်နဲ့မျက်မျက်နှုံနှုံရှ िख ိုးမယ်ဆိုလို့ရှိရင်အကျိုးကျေးဇူး၄မျိုးဟာအမြဲတမ်းတိုးမယ်တဲ့အာယုဝန္တောဒုက္ခမလံနော်ကိုယ့်ရဲ့လူဘဝမှာနေနိုင်ခွင့်လို့ဆိုတဲ့အသက်ဆွဲဆန့်နိုင်တယ်ဒီစိတ်ကဟုတ်လားကိုယ့်ရဲ့ရုပ်ရည်အစဉ်အယောင်ဝါပို့ပြီးတော့တောက်ပနိုင်စေတယ်ပို့ပြီးတော့တန့်ရှင်းစေနိုင်တယ်ဟုတ်လားကိုယ့်ရဲ့ဂုဏ်သတင်းနော်နောက်ကိုယ့်ရဲ့ချမ်းသာမှုအမျိုးမျိုးအများကြီးတိုးလာနိုင်တယ်ကိုယ့်ရဲ့ကိုယ်အားဉာဏ်အားစိတ်အားတွေအများကြီးတိုးလာနိုင်တယ်အာယုဝန္ဒဒုက္ခဗလ၄မျိုးပေါ့နော်ဒါကြောင့်မို့လို့ပူဇော်ခြင်းဒီမင်္ဂလာဆိုတာအဲ့ဒီလိုကောင်းကျိုးတွေကိုရစေတတ်တို့နော်ပူဇော်ရတာကိုမင်္ဂလာလို့ပြောတာဒါပြစ္ဆုတ်ပန်အကျိုးကိုပြောနေတာနော်တကယ်တမ်းကဒီလောက်တင်ကလားမကနော်ဟိုတလောကဘုံဘုံတို့ပြောတဲ့တုတ်တန်လေးအမှတ်ရအောင်မလားမသိဘူးနိဝေတကတုတ်တန်ဆိုတာလေကိုပြောလို့ရှိရင်နားထောင်မယ်လို့ထင်ရတယ်ကိုချစ်တဲ့မြတ်နိုးတဲ့ကိုရဲ့ဆွေတွေမျိုးတွေမိသားစုဝင်တွေအပေါင်းအသင်းတွေမိတ်ဆွေတွေကိုစကားကိုသူတို့ကလည်းနားထောင်မယ်လို့ဆိုလို့ရှိရင်သူတို့လည်းကိုကတကယ်ချမ်းသာသေးခြင်းနဲ့ဆိုရင်ဘုရားအကြောင်းတရားအကြောင်းတန်ခါအကြောင်းကိုပြောပေးပါဆိုတာလေးမှတ်မိတယ်မို့လားအဲ့ဒီမှာမြတ်စွာဘုရားဗာပြောတာတော့ဏိကုံးချုပ်လေးမှာလေဒီယတနာမြတ်သုံးပါးကိုသူတို့ရဲ့ဂုဏ်သူတို့ရဲ့ကျေးဇူးကိုသိပြီးတော့မျက်မျက်နှုံနှုံတန်ဖိုးထားပြီးတော့ကိုယ်ကိုယ်မဲ့စီးကပ်မဲ့ဆိုလို့ရှိရင်ပထဝီအဘောတေဇောဝါရောဓာတ်ကြီးလေးပါးကမှတမျိုးတမီဖောက်ပြန်ခြင်းဖောက်ပြန်သွားနိုင်သေးတယ်ယတနာမြတ်သုံးပါးရဲ့ပုံမှာတကယ်ကြည်ညိုတဲ့စိတ်နဲ့မျက်မျက်နှုံနှုံတန်ဖိုးထားတဲ့ပုဂ္ဂိုလ်တယောက်အတွက်နော်ဖောက်ပြန်ပြောင်းလဲသွားစရာအကြောင်းမရှိဘူးတဲ့ဒီနေ့မှာဖောက်ပြန်ပြောင်းလဲတယ်ဆိုတာဘာပြောတာတော့အပယ်လေးပုံရောက်သွားတာကိုပြောတာနော်လူဘဝသေးလို့အပယ်ပုံရောက်သွားတယ်ဆိုတာအကြီးမားဆုံးအဆိုးပါဆုံးသောဖောက်ပြန်မှုကြီးပေါ့ဟုတ်လားအဲ့ဒါယတနာမြတ်သုံးပါးကိုအဲ့လိုတန်ဖိုးကိုနားလည်ပြီးတော့ဉာဏ်ပညာနဲ့ရှင်ပြီးတော့သရတရားဥရှိပြီးတော့ဟုတ်လားမျက်မျက်နှုံနှုံကိုယ်ဝယ်မယ်ဆိုလို့ရှိရင်ဒါပါလေအပယ်လေးပုံရောက်လောက်အောင်ထိတော့ကိုယ့်ဘဝကြီးကဖောက်ပြန်သွားစရာအကြောင်းမရှိဘူးလို့ပြောတာဟုတ်လားဒါကြောင့်မလို့ယတနာမြတ်သုံးပါးရဲ့ပုံမှာဘုံဘုံတို့ပူဇော်လိုတဲ့စိတ်တွေကိုထက်သန်စေရမယ်